ဒီရုရှားရဲ့လေယာဉ်တွေကိုဖျက်ဆီးနိုင်တာဒါတောင်တူတူတိတ်တိတ်ပဲတစ်ဖက်နိုင်ငံကိုကူးပြီးတော့လှုပ်ဝက်လှုပ်ဆောင်ရတဲ့ machine တွေဖြစ်တဲ့အတွက်ဒီနေ့တွေ့ရတဲ့ရလဒ်ကအများကြီးထိရောက်မှုရှိတယ်ပေါ့နော်ဒီတော့ကျွန်တော်တို့ဝမ်းသာမဲ့အထက်မှာပါတာတော့ဒီသတင်းလဲပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့ရုရှားဆိုတော့ကျွန်တော်ဒီစစ်တပ်ရဲ့တောက်တိုင်နိုင်ငံတစ်ခုပဲဒီကဒီလေယာဉ်တွေစစ်လက်နက်ပစ္စည်းတွေတင်ပို့နေတဲ့နိုင်ငံဖြစ်တဲ့အတွက်ဆိုတော့ဒီနေ့ပျက်စီးသွားတဲ့လေယာဉ်ထဲမှာဆိုဗီယက်ပြည်ထောင်စုခေတ်ကမပြိုကွဲခင်ရပါတော့ဆိုဗီယက်ပြည်ထောင်စုမပြိုကွဲခင်ကအသုံးပြုခဲ့တဲ့လေယာဉ်တွေပါတယ်ဒီလေယာဉ်တွေကထပ်ပြီးတော့အသစ်ထုတ်ဖို့ဆိုတာလည်းသူတို့အတွက်ခက်ခဲတယ်ဒီလေယာဉ်တွေကိုပဲသူတို့ upgrade လုပ်ပြီးတော့ပြန်ပြီးအသုံးပြုနေတာပေါ့နော်ဒါကြောင့်မို့လို့သူတို့ဒီနေ့ရုရှားရဲ့ဆုံးရှုံးမှုတွေကကျွန်တော်တွေ့ရတဲ့ဒီနေ့သတင်းထဲမှာအများကြီးတွေ့ရတယ်ဒါကြောင့်မို့လို့ခုချိန်မှဆိုလို့ရှိရင်တော်တော်ကြီးကိုဥစားဖြစ်နေဒါပေမဲ့ရုရှားဘက်ကဘယ်လိုတွေတုံ့ပြန်ယူကရိန်းကိုဘယ်လိုတွေတုံ့ပြန်အောင်မလဲဆိုတာတော့ကျွန်တော်တို့လည်းမသိရသေးဘူးဆက်လက်စောင့်ကြည့်အောင်ပါဘောနော်ဒါနိုင်ငံခြားရဲ့သတင်းပေါ့ကျွန်တော်တို့ရှိရတဲ့သတင်းကတော့ဝမ်းသာရတာကတော့ဒီစကားစားကိုဒီအခုဖြစ်သွားတဲ့လေဥစားမှာလည်းစကားစားအတွက်ညနာစရာတွေရှိကောင်းရှိနေမယ်လို့တော့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်မလို့အားလုံးဆက်ပြီးတော့စောင့်ကြည့်ဖို့သိပြီးချင်ပါတယ်ကျေးဇူးတင်ပါတယ်